Hello ဒီနေ့ဂျန်နီကဘန်ကောက်မှာရှိတဲ့အေရှားတစ်ရဲ့ချန်ရဟက်ကိုစီးပြသွားပါမယ်။ဘန်ကောက်ကိုအခုမှအလဲလာမဲ့သူတွေအတွက်ဒီအေရှားတစ်ကိုဂျန်နီက recommend ပေးရနော်။ဒီနေရာလေးကလေကစားမလားနားမလား shopping ထွက်မလားလုံးဝ funny မျိုးစုံ activity မျိုးစုံနဲ့လုပ်လို့ရတဲ့နေရာလေးပေါ့နော်။မိသားစုနဲ့ပြောမလားတငယ်ချင်းတွေနဲ့ချေးမလားdating လုပ်မလားဒီနေရာလေးကိုတေချာပေါက်သွားတင်တာနော်တယောက်ကိုဘတ်600ပေးရတယ်2ယောက်စီးလို့လည်းရတယ်3ယောက်စီးလို့လည်းရတယ်ခလေးရည်နဲ့သွားလို့လည်းရတယ်နံပါတ်ဖြတ်ပေးရနဲ့ကိုယ့်ရဲ့နံပါတ်မကြမချင်းစောင့်ပေးရပါတယ်ဘဝမှာလေးတစ်ခါမှအဲ့လောက်အမြင်ရဟတ်မစီးဘူးတော့လေပျော်လဲပျော်တယ်အပေါ်မြင့်လေ view ကလုံးဝ share လှတာကိုမြင်လေပဲအထဲမှာ echo လေးပါတော့ view ကိုအေးအေးဆေးဆေးနဲ့ကိုကအပေါ်ကနေထိုင်ကြည့်အောင်ပဲအထဲမှာဓာတ်ပုံရိုက်ချင်လေ flash မီးသာဖွင့်ပြီးတော့ရိုက်အဲ့လိုမျိုးလှစီရမယ်ဂျန်နီရဲ့အနောက်မှာပါတဲ့ ship သင်းမောကလေးဘတ်ဖေးကျွေးတာပါနော်အဲ့ဒီမှာစားချင်တယ်ဆိုလို့ရှိရင်ကိုက booking ကြိုလုပ်ရပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဂျန်နီရဲ့ YouTube account လေးနဲ့ TikTok account လေးကို follow up လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်